အခြေခံအင်္ဂလိပ်စကားပြောဒီနေ့ကစာမျက်နှာ48ဖတ်ပြမယ်နော်48ဖတ်ပြပါမယ်တိုက်ဆိုင်လိုက်တာ what a coincidence co co in coin cid and ce coincidence what a coincidence တိုက်ဆိုင်လိုက်တာဒေါသမထွက်မိစေနဲ့ဒေါသထွက်မနေပါနဲ့ဒေါသမထွက်မိစေနဲ့ဒေါသထွက်မနေပါနဲ့ဒုလူရွာထံပါထီအံဖျားထံပါဒုလူရွာထံပါဒေါသမထွက်မိစေနဲ့အများလှုပ်တယ်လို့လှုပ်လူအုပ်နဲ့အတူလိုက်သွားရုံပဲအများလှုပ်တယ်လို့လှုပ်လူအုပ်နဲ့အတူလိုက်သွားရုံပဲ just go with the crowd just go with the crowd crowd the crowd just go with the crowd မင်းငါကိုတွန်းအားပေးလို့မရဘူးမင်းငါကိုလှုပ်ခိုင်းလို့မရဘူးမင်းငါကိုတွန်းအားပေးလို့မရဘူးမင်းငါကိုလှုပ်ခိုင်းလို့မရဘူးဆိုလို့ရှင် you can't afford me to do it you can't afford me to do it you can't afford me to do it ဖုံးမချပါနဲ့ဆိုလို့ရှင် don't hand at ကဖုံးမချပါနဲ့เนาะ hand hand เนาะ don't hand at ဖုံးမချပါနဲ့เนาะငါကိုမချီနှောင်ပါနဲ့က don't hand at on me ငါကိုမချီနှောင်ပါနဲ့ဖုံးလာနေတဲ့ကင်လိုက် the phone is raining answer it the phone is raining answer it the phone is raining answer it ဖုံးလာနေတဲ့ကင်လိုက်ငါကိုထင်မလွဲပါနဲ့ don't get me wrong ငါကိုထင်မလွဲပါနဲ့ don't get me wrong ငါကိုထင်မလွဲပါနဲ့အခုမူလေးဖတ်ပြပေးသွားတာကတော့စာမျက်နှာ48ပေါ့နော်အခြေခံအင်္ဂလိပ်စကားပြောရဲ့ page 48ပဲဖြစ်ပါတယ်ထမ်းသူတွေလိုချင်တယ်ဆိုရင်ချင်းဝါလေးဘယ်ဘက်အောက်ပေါ့နော်ချင်းဝါလေးမှာနှိပ်ပြီးဝယ်သွားပါရှင်မူလေးဝယ်တော့က120နဲ့5ဘတ်ပုခအပြီးဖြစ်ပါတယ်ရှင်မြန်မာဘက်ကလူလိုချင်တယ်ဆိုလို့ရှင်နော်ဒီအဝါလေးရဲ့ဒီအနီလေးရဲ့နှစ်အုပ်ပေါင်းပြီးတော့မှပေါ့နော်ဝယ်ပါ18000နဲ့ရပါမယ်စာအုပ်ဖို့ငွေကြိုရှင်းရပါတယ်ရှင်ကျေးဇူးတင်ပါတယ်